ကလေးတွေအရှိကိုလာခဲ့လေကလေးတွေအရှိကိုလာခဲ့ပါကလေးတွေကိုပြောဖို့ဆိုချစ်တယ်ဆိုလို့ကျေးဇူးတင်ပါတယ်အဲ့တော့ချစ်တယ်ဆိုလို့ကျေးဇူးတင်တယ်ဆိုတာဟာဒါပေါ့နဲ့ပြောတာမဟုတ်ပါဘူးဒီညီညွတ်ရေးရဲ့အခြေခံဟာမေတ္တာပဲနော်မေတ္တာပဲဖြစ်တယ်ဘာဖြစ်လဲဆိုတော့အခုကလေးတွေပါတငယ်ချင်းတွေရှိကြတယ်မလားဒါပေမဲ့ကိုယ့်အချစ်ဆုံးတငယ်ချင်းတောင်မှကိုယ့်နဲ့အမြဲပဲအတွေးတွေတူရဲ့လားမတူပေမဲ့ကိုချစ်တယ်ဆိုလို့ရှိရင်ဒီတငယ်ချင်းကိုနားလည်မှုပေးနိုင်တယ်ဥပမာဆိုပါတော့တငယ်ချင်းကိုချစ်လွန်းလို့တငယ်ချင်းနဲ့မုတ်ဘိုးလေးတွေစုပြီးတော့မုတ်ဝယ်စားတယ်ဆိုရင်ဟလာကိုနဲ့သူနဲ့ပေါင်းလိုက်မှမုတ်တစ်မျိုးပဲဝယ်နိုင်တဲ့အခြေအနေမှာရှိတယ်ဆိုရင်ကိုတငယ်ချင်းကိုကိုတကယ်ရှစ်တယ်ဆိုရင်မင်းစားကျင်တာဝယ်ကွာလို့ပြောချင်တဲ့စိတ်ဖြစ်တယ်နော်တကယ်မချစ်ဘူးဆိုရင်တော့ငါစားကျင်တာပဲစားမယ်လို့ပြောမှာပဲအဲ့ဒါတကယ်မေတ္တာမဟုတ်ဘူးအဲ့တော့ကိုကနေပြီးတော့မေတ္တာနဲ့မင်းစားကျင်တာပဲဝယ်ကွာငါမင်းစားကျင်တာပဲလိုက်စားမယ်ဆိုရင်သူ့ဘက်ကလည်းတုံ့ပြလာလိမ့်မယ်ဟာမဟုတ်ဘူးငါမင်းစားကျင်တာကိုငါစားမှာပေါ့ဆိုပြီးတော့တယောက်တစ်လှည့်ပေါ့အပြန်အလှန်ပေါ့အဲ့တော့တယောက်နဲ့တယောက်မေတ္တာထားလို့ရှိရင်တယောက်ကိုတယောက်သင်ကြီးခံတယ်တော့ကိုမေတ္တာထားတဲ့သူရဲ့စိတ်ချမ်းသာမှုကိုလိုလားတယ်အဲ့တော့အမေတို့နိုင်ငံမှာတဦးပေါ်မှာတဦးမေတ္တာထားနိုင်တဲ့သူတွေများတယ်ဆိုလို့ရှိရင်ဒီနိုင်ငံဟာညီညွတ်လာမယ်ဒီနိုင်ငံရဲ့နိုင်ငံသူနိုင်ငံသားတွေကညီညွတ်မယ်တယောက်နဲ့တယောက်နားလည်မှုရှိမယ်တယောက်နဲ့တယောက်ကူညီခြင်းတဲ့စိတ်တွေအများကြီးပဲပွားလာမယ်အဲ့ဒီလိုနားလည်မှုရှိတဲ့ပုံမှာအခြေခံတဲ့ညီညွတ်မှုရဲ့အင်အားနဲ့တူညီတဲ့အင်အားဆိုတာဘာမှမရှိဘူးဒါအမေခဏခဏပြောဘူးတယ်မေတို့ရဲ့အင်အားဟာပြည်သူလူထုရဲ့ညီညွတ်မှုအင်အားပဲပြည်သူတွေမညီညွတ်ဖဲနဲ့ပြည်သူတွေအကြားမှာမေတ္တာမပွားဘဲနဲ့အမေတို့နိုင်ငံဟာတွတ်တက်နိုင်မှာမဟုတ်ဘူးဒါကြောင့်ကလေးတွေအဲ့ဒီဟာကိုခေါင်းထဲမှာဆွဲဆွဲမြဲမြဲထားကြပါမေတ္တာရဲ့နဲ့မတူတဲ့ကိစ္စပေါ့နော်မေတ္တာနဲ့ဆန့်ကျင်ဘက်ကဘာလဲလို့ထင်လဲမုန်းတယ်တချို့ကတော့အဲ့လိုပဲမုန်းတာပေါ့နော်မေတ္တာထားချစ်ထားနဲ့မုန်းတာဆိုတာဒါဟာဆန့်ကျင်ဘက်တည်းလို့မြင်ကြတယ်အမေကတော့မေတ္တာရဲ့ဆန့်ကျင်ဘက်ဟာတကူကောင်းဆန်တဲ့စိတ်ဓာတ်ပဲအဲ့ဒီလိုပဲမြင်တယ်ကိုယ့်အတွက်ပဲကိုစဉ်းစားလို့ရှိရင်သူများအတွက်မေတ္တာမကြံတော့ဘူးအဲ့ဒီတော့မေတ္တာထားတဲ့လူများဟာကိုယ့်အတွက်ကိုမစဉ်းစားဘူးတခြားလူအတွက်လည်းစဉ်းစားတယ်ကိုချစ်တဲ့တငယ်ချင်းအတွက်ကိုစဉ်းစားသလိုပေါ့မေတ္တာထားတဲ့ဆိုရင်ငါကတော့ဒီဟာစားခြင်းနဲ့ဒါပေမဲ့ငါတငယ်ချင်းကဟိုဟာစားခြင်းနဲ့ထင်ပါရဲ့ဒါကြောင့်မလို့ဟိုဟာပဲစားကြစို့ဆိုပြီးတော့အဲ့ဒီလိုစဉ်းစားသလိုမေတ္တာထားတဲ့လူတွေဟာကိုယ့်အတွက်ပဲကိုမစဉ်းစားဘူးကိုမေတ္တာထားတဲ့အတိုင်းဝိုင်းပုံကိုယ်တွေအတွက်စဉ်းစားတယ်အဲ့တော့ကလေးတွေအခုတည်းကနေပြီးတော့လူများအတွက်စဉ်းစားတတ်တဲ့အလေ့အကျင့်တွေကိုမွေးမြူကြပါအဲ့ဒီဟာလေအလေ့အကျင့်ပဲနောက်ဆုံးကြတော့အလေ့အကျင့်ဆိုတာအများကြီးစကားပြောတယ်ဥပမာဆိုလို့ရှိရင်မနေ့စောစောထားဟိုမှာတန်းနေတယ်မနေ့ကစောစောထားလို့အေးရင်မဝဘူးထင်တယ်အဲ့တော့မနေ့စောစောထားတဲ့အလေ့အကျင့်ဖြစ်သွားလို့ရှိရင်မနေ့စောစောထားနိုင်တယ်အလိုအဲ့ဒီအချိန်ဆိုရင်နိုးလာရောဒါပေမဲ့အဲ့ဒီအလေးချင်းမလုံလို့ရှိလို့ရှိရင်တော့တစ်သက်လုံးပဲစောစောမထခြင်းနဲ့သူဖြစ်လာနိုင်တယ်အဲ့တော့အလေးချင်းဆိုတာသိအရေးကြီးတယ်လူများတွေအတွက်စဉ်းစားတဲ့အလေးအကျင့်ကိုငယ်ငယ်တည်းကကြက်မယ်ဆိုလို့ရှိရင်ကိုဟာလူကြီးဖြစ်လာတဲ့အခါမှာကိုယ့်အတွက်ပဲစဉ်းစားတဲ့လူမဟုတ်ဘဲနဲ့အများအတွက်စဉ်းစားတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်လာလိမ့်မယ်အဲ့ဒါမှနိုင်ငံအတွက်တကယ်တန်ဖိုးရှိတဲ့ပုဂ္ဂိုလ်ဖြစ်လာလိမ့်မယ်အဲ့တော့အမေကကျောင်းဆရာမလည်းမဟုတ်ဘူးเนาะကျောင်းဆရာမမဟုတ်တဲ့ခါကျတော့ကျောင်းစာတွေနဲ့ပတ်သက်လို့သင်ပေးတာတဲ့သားတို့သမီးတို့ပညာမှန်ကန်တဲ့ပညာသင်ယူခြင်းနဲ့စိတ်တွေရှိဖို့ပဲတတ်နိုင်သမျှအားပေးတာဖြစ်တယ်ကိုဟာတန်ဖိုးရှိတဲ့ပုံကိုယ်တစ်ခုတယောက်ဖြစ်လာပြီဆိုလို့ရှိရင်အခုဟလာဖိုးဖိုးအောင်ဆန်းပေါ့နော်သားတို့သမီးတို့ကတော့ဖိုးဖိုးလိုပဲမြင်တာပေါ့ဟိုအမေတို့အတွက်တော့ဖခင်အရွယ်ဖေဖေပေါ့အဲ့တော့ဖိုးဖိုးအောင်ဆန်းရဲ့နဲ့ပတ်သက်လို့အခု